ရောက်ပါလေငါတို့နေတဲ့လောကကြီးအကြောင်းပြောပြမယ်ဘာတွေလဲဟေးဘာတွေလဲဟဲ့မိုင်းညိုတဲ့တော့အုပ်ကြီးလို့မာယာတွေများလုံးနဲ့ကြုံနေတဲ့လောကမှာလဲပုံစံတွေအမျိုးမျိုးပဲရုံငယ်လုံးမျိုးဖြူစင်သူလဲရှိမယ်ဝမလေးလုံးမျိုးအရာရာပေါ်ကောင်းချစ်တတ်တယ်ဦးတွေရှိတယ်တီခွေဝတ်အို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 ဟဲ့တပြေးပြေးနဲ့ကဘာကြီးပူနွေးလောဘတရားတို့နွမ်းချုံစိတ်တို့ကရောက်သေးကိုကြစာနာစိတ်များကင်းกว่าအချင်သားတွေမရှိဘူးအရာရာတကိုကောင်းစိတ်နဲ့